ဆိုပါပြီလားဟဲ့အိတ်ကအိတ်ပဲဆောက်လာလေမပြန်ထည့်ပဲလို့ရတယ်လားရပါရှင်စာရှောင်းရင်1 2 3ပေါ့ပိတ်တက်ကြီးအစဉ်ပြေးလားလို့မြင်ကြည့်လိုက်လေပိတ်တက်ကြီးအစဉ်ပြေးလားလို့ပိတ်တက်ကြီးအစဉ်ပြေးလားမိုင်းနဲ့ပြောရတယ်လို့ရှင်ပါပိတ်တက်ကြီးအစဉ်ပြေးလားလို့အစဉ်ပြေလက်ခုံးသာကြားကျင်တယ်တော့အစဉ်ပြေလက်ခုံးသာလေးကြားကျင်တယ်တော့အစဉ်ပြေလက်ခုံးသာလေးကြားကျင်တယ်တော့အစဉ်ပြေလက်ခုံးသာလေးကြားကျင်တယ်လို့ဒါပဲ